ဇလန်ရဲ့ဆမ်းမှာတော့ကျွေးပတ်လည်ဝိုင်းပြီးတော့ထွက်ပြေးသွားတဲ့ပေကြောင့်နာနာမီတယောက်အလဲတန်းကျောင်းသူဖြစ်နေလဲအိမ်ရှေရမဲ့တယောက်လည်းဖြစ်လာခဲ့ပါ၏စိတ်ညစ်ပြီးတော့လမ်းလျှောက်လာတဲ့အချိန်မှာခွေးကိုကြောက်လို့အပင်ပေါ်တပ်ပုံးနေတဲ့လူကိုတွေ့လိုက်ရပြီးတော့ခွေးကိုလည်းကူပြီးတော့မောင်းထုတ်ပေးလိုက်ပါ၏လူစိမ့်နဲ့နာနာမီကခုံကုံမှာထိုင်လိုက်ကြကလူစိမ့်ကသူတီမျိုးကနေထွက်လာခဲ့တာဆယ်စုနှစ်တခုကြာနေပြီမို့သူ့မို့အဲ့ဒါတီလို့ရှိရင်လက်တီးနဲ့ထိုးတော့မှာပဲလို့လည်းတယောက်တည်းလည်းပြောနေခဲ့ပါ၏စိတ်ညစ်နေခဲ့နာနာမီကလူစိမ့်ကိုသူ့ဘွားကြောင့်ပြောပြလိုက်တဲ့အချိန်မှာလူစိမ့်ကလည်းလိပ်စာတစ်ခုကိုပေးလိုက်ပြီးတော့အင်ကိုအပ်ပါတယ်ဆိုပြီးတော့လည်းပြောလာပါ၏နာနာမီရဲ့နှဖို့ကိုလည်းနမ်းပေးလိုက်ကအိမ်တော်ရဲ့တခင်မှာဖြစ်ပေးပါလို့ပြောလိုက်ပြီးတော့ထွက်သွားခဲ့ရကြောင်းနေစရာမရှိတဲ့နာနာမီကလိပ်စာအတိုင်းတွားကြည့်ဖို့လည်းဆုံးဖြတ်လိုက်ပါတွားကြည့်တဲ့အခါမှာတော့အိမ်မဝင်တဲ့နောက်ကွန်းတစ်ခုဖြစ်နေတာတွေ့လိုက်ရတဲ့နာနာမီကလူစင်းကသူ့ကိုစဝါလို့ထင်ကပြန်လဲဖို့လည်းပြင်လိုက်ပါအဲ့ဒီအချိန်မှာတော့အထဲကနေယောက်ျားတယောက်တန်ကမိခါပဲမင်းပြန်လာပြီလားဆိုပြီးတော့အတန်နဲ့အတူတူလဲမိတိထားတော့လာခဲ့အကြောင်းနာနာမီတယောက်ကလည်းလန့်ပြီးတော့လဲချော်လဲကြသွားခဲ့ပါဆဲကနေပြီးတော့စစ်စိုးနေပုံရရဲ့မြေကွင်းရွက်နဲ့ယောက်ျားကမိခါပဲမင်းအနှစ်20လောက်မှထွက်သွားခဲ့တာပေါ်လေလို့ဆိုကစိတ်ဆိုးပြီးတော့ရှေ့တိုးလာရင်းမှာလူမားနေမှလည်းတီးသွားခဲ့ရပါငကုန်းလေးကနေပြီးတော့မင်းစာလေးနှစ်ကောင်ကလည်းမိခါမဲမဟုတ်ပေမဲ့လည်းမိခါငဲအငွေ့တက်တွေရနေကြောင်းပြောပြပါမိခါမဲတယောက်ကလူလဲကြပြီးတော့ကောင်မလေးကိုနတ်ဖျားရသူစက္ကန့်လိုက်မှန်းကိုလည်းမြေကွင်းရက်နဲ့ယောက်ျားကလည်းပြောပြလိုက်ပါမူရင်းလူကအနည်း20ပြောက်သုံးသွားပြီးတော့ဘသူမှမသိတဲ့ကောင်မလေးကိုရာလူလွှဲပေးသွားတာမကျေနပ်တဲ့တူမိုအဲကအဲ့ဒီနှစ်ကုန်းမှာနနာမီကိုလက်မခံနိုင်ဘူးလို့ဆိုတာထွက်သွားဖို့လည်းပြောလိုက်ပါနနာမီကလည်းကလေးတက်တာစိတ်နဲ့မို့သူ့ကိုနှင်ထုတ်တဲ့တူမိုအဲကိုလည်းစိတ်ဆိုးလိုက်ပါဖះเจ้าစုပ်ကြီးကိုများကြီးကြပ်နေလိုက်တာပတ်စံလူငွေတော်မှရမယ့်ပုံလည်းမပေါ်ဘူးလို့လည်းစိတ်ဆိုးပြီးတော့လည်းပြန်អော်ပြလိုက်ပါမိကာကဲကရဲဆက်ဆက်ဆွန့်ပစ်သွားတယ်လို့ခန်းစားနေရတဲ့တူမိုအဲကလည်းနနာမီကိုတော့အလုပ်ကျွေးမပြုတ်နိုင်ဘူးလို့ဆိုပြီးလည်းပျောက်ကွယ်သွားခဲ့ပါနေစရာမရှိတဲ့နနာမီကမှင်စာလေးတို့ညာရေးဖို့ခွင့်တောင်းလိုက်ပြီးတော့မနလေးနက်ကမှာတော့ဒါတွေအကုန်လုံးကအိမ်မက်ဖြစ်နေပါစေလို့လည်းဆုတောင်းလိုက်ပါနာမည်နဖျားပြရာသူလွဲခံလိုက်ရတဲ့နနာမီကိုနဖျားရဲ့လုပ်ငန်းစဉ်လို့ဆိုကနှကွန်းတစ်ခုလုံးတန်းတိုက်ဖို့နဲ့ပေါင်းတို့တက်ရှင်ဖို့အတွက်မှင်စာလေးတွေကလည်းပြောလာပါတနေ့ကောင်လှုပ်လို့ရပြီးတော့ပြင်မလာတဲ့နာနာမီကသူ့မို့အဲ့နဲ့မိကာကဲတော့ဆက်နက်ပေါ်မစ်စာလေးတွေစီမှာလည်းဆက်ဆုလိုက်ပါခွေးကြောက်တက်မိကာမဲနဲ့သူ့မို့အဲ့ကမိသားစုစာစုချုပ်ထားတာဖြစ်ကြောင်းရှင်းပြလိုက်ပြီးတော့ခဏကြာမှတော့သူ့မို့အဲ့ကလည်းပြန်ပြီးတော့ပေါ်လာခဲ့ပါနာနာမီရဲ့မျက်နှုတ်စကေးကိုလည်းလှောင်းလိုက်ပြီးတော့အိမ်ပြန်ဖို့နေတော့နေတဲ့အချိန်မှာနာနာမီကသူ့ရဲ့ဖေကြောင့်ဒီစီကအိမ်ပြောက်သွားပြီလို့ပြောပေမဲ့လည်းသူ့မို့အဲ့ကတော့အဲ့ဒါနစ်တောက်ကြောင်းလေးဆိုကဖင်ကိုလည်းကန်ပြီးတော့လည်းပြန်ပြီးတော့ပျောက်သွားခဲ့ပါညနေရတာပေမန်းနေလို့ညီးနေတဲ့အချိန်မှာတော့နှကုန်းမှာဆူတောင်းတဲ့သူတွေရဲ့စကားအတန်ကိုနေမြေနှပြားပြတဲ့နနာမီကကြားလိုက်ရတာကြောင့်လည်းအော်သွားခဲ့ပါမင်းစာလေးနှစ်ကောင်မိကမဲပြောင်းနေခဲ့တဲ့နှစ်20အတွင်းမှာသူမိုအဲရှာရေးထားတဲ့ဆူတောင်းဆွေရင်းတွေကိုလည်းထုတ်ပြလိုက်ပါနနာမီအခုလုပ်နေရတဲ့တမလက်စာအလုပ်ကိုသူမိုအဲကနှစ်20လုံးလုပ်ခဲ့ရကြောင်းလည်းပြောပြလိုက်ပါလက်ရေးစာတွေကိုကြည့်လိုက်ရင်နနာမီပြောလိုက်တဲ့ရှင်းရကြောင်းမှာပူစော်သူတော်ရှိမှာမဟုတ်ဘူးဆိုတဲ့စကားကနှစ်20လုံးတောင်းခံလာခဲ့သူမိုအဲကိုလည်းအကြီးကျယ်လည်းစိတ်ဆိုးသွားစေမှလည်းနနာမီကလည်းသဘောပေါက်သွားခဲ့ပါအားကြောင့်နနာမီကလည်းသူမိုအဲနဲ့စကားပြောချင်လို့လည်းပြောလိုက်ပါသူမိုအဲအခုရောက်နေကြတဲ့ယူကိုင်းကပါမင်းစာလေးနှစ်ကောင်ကရည်သွင်းပြက်ကနေတစင်နနာမီကိုလည်းခေါ်သွားပေးလိုက်ပါစိတ်ပြင်းနေပြရက်တောင်းနေခဲ့သူမိုအဲကိုမင်းစာလေးနှစ်ကောင်ကဖြောင်းပြနေရင်းနဲ့ဘေးကအပျော်မဲနှစ်ယောက်ကိုစကားမပြောမိတာကြောင့်သူတို့ကလည်းဝိုင်းရိုက်တာကိုလည်းခံလိုက်ရပါနနာမီနဲ့မိသားစုစာချုပ်လေးချုပ်လိုက်ပါတခင်လေးသူမိုအဲလို့ပြောလာခဲ့တဲ့မင်းစာလေးတွေကိုသူများမိသားစုလိုက်လို့ရတာစိတ်ကုန်နေပြီမို့လှုပ်ရှင်တာကိုလုံးမလို့သူမိုအဲကလည်းထားကြကြလည်းပြန်ပြီးတော့ပြောလိုက်ပါလိုက်ချောဖို့လာခဲ့နနာမီကလည်းသူမိုအဲပြောသွားတာကိုကြားသွားပြီးတော့လည်းစိတ်ဆိုးသွားခဲ့ပါနာနာမီတယောက်ပါလာခဲ့တာအခုမှသိလိုက်ရတဲ့သူမိုအဲကလည်းစိတ်တရားနေပြီးတော့အားတဲ့ဖျားဆင်းခဲ့ဖို့အတွက်လည်းအကျယ်ကြီးလဲဆူတောင်းမိလိုက်ပါယူကိုင်းကပါလူသားခေါ်လာမိလို့မစ်စာလေးတွေကိုသူမိုအဲကကျိန်းမောင်းနေကစိတ်ဆိုးပြီးတော့ထွက်လာခဲ့နာနာမီကလည်းယူကိုင်းသုံးကောင်နဲ့တွေ့ပြီးတော့အစားခံရဖို့လည်းနည်းနည်းပဲလိုပါတော့တယ်မင်းစာလေးတွေကချိန်မီရောက်လာခဲ့ပြီးတော့နနာမီကိုမာပေးသွားခဲ့ရကြောင်းယူကိုင်းသုံးကောင်ကအနောက်ကနေလိုက်တော့သူမိုအဲနဲ့လည်းပတ်ပင်းပြီးတော့တိုးသွားမိပါလူသားနဲ့မြင်တဲ့ဖျားကိုသူမိုအဲကသဘောမကျကြောင်းမြေရောက်လောကမှာနာမည်ကြီးနေခဲ့ရကြောင်းနနာမီကိုစားခွင့်ပေးဖို့ခွင့်တောင်းပေမဲ့လည်းသူမိုအဲကတော့သူ့ရဲ့စိတ်ရှိနေမကောင်းဘူးလို့ဆိုတာဆော်ဘလော်တီးပြီးတော့လည်းလွတ်လိုက်ပါပြင်းနေခဲ့တဲ့နနာမီကိုသူမိုအဲနဲ့မိသားစုစာချုပ်ချုပ်ပြီးရင်သူ့အမေပေးလို့ရပြီလို့မင်းစာလေးတွေကလည်းပြောပြလိုက်ပါစာချုပ်ချုပ်ဖို့တော့ဆိုရင်နိုင်ရမယ်ဆိုမှနနာမီကမလုပ်ချင်ဘူးလို့ဆိုကပြင်းနဲ့ဟန်ဆောင်နေခဲ့ယူကိုင်းဖွားကြီးကလည်းလဲကြားနေတာကိုလည်းတွေ့လိုက်ရပါနောက်ကယူကိုင်းနေစားမှဆိုရင်နနာမီကအဖွားကြီးကိုကြောပိုးပေးလိုက်ပြီးတော့ဖွားကြီးကနနာမီကိုစားဖို့အပေါ်ကနေဓာတ်နဲ့လည်းလှမ်းပြီးတော့လည်းထိုးလိုက်ပါမင်းစာလေးတွေကပြေးကန်ရင်းနဲ့အကုန်လုံးကလည်းအတူတူထွက်ပြေးသွားခဲ့ကြကယူကိုင်းဖွားကြီးဖြစ်လိုက်တဲ့ပင်းကူမြင်ကမင်းစာလေးကိုတဲစုကိုလည်းထိသွားခဲ့ပါနဖယားရဲ့သားကိုစားရင်တက်ရှင်တယ်ဆိုကနနာမဲကိုမဲပြီးတော့လိုက်နေခဲ့အကြောင်းကိုတဲစုကလည်းသူ့မိုအဲကိုပြေးဖို့တော့လည်းခေါ်ပြီးတော့လည်းပြေးသွားခဲ့ပါကျန်တဲ့မင်းစာလေးကနနာမီကိုစိတ်ဆွမ်းနဲ့တုံးလို့ရတဲ့အဆောင်လက်ပွဲတွေထုတ်ပေးလိုက်ပြီးတော့သူ့ဆွမ်းအားကြော်တဲ့အရာကိုတော့ဖန်တီးလို့မရဘူးလို့လည်းတိပေးလိုက်ပါမင်းစာလေးကိုပေါင်းရင်းကြားပြီးပြောင်းချင်နေခဲ့နနာမီကြောင့်စာရွက်တက်ကလည်းအလကားလည်းဖြစ်သွားခဲ့ပါနောက်ထပ်တယောက်ကိုတော့တစ်တုံးကိုကတ်လိုက်ရင်းနဲ့နနာမီကလည်းဟန်ဆောင်လိုက်ပြီးတော့အဖွားကြီးကိုလည်းလှည့်စားလိုက်ပါနောက်ဆုံးတယောက်ကိုသူမိုအဲကိုကူညီတောင်းတဲ့စာရေးပို့လိုက်ပြီးတော့ကိုတဲစုနဲ့တွားတိတဲ့သူမိုအဲကစိတ်မပါလန့်ပါပုံလည်းလုံနေခဲ့ပါပြင်းနေရင်လည်းတိပင်ပေါ်ကုတ်တက်နေခဲ့နနာမီရဲ့နောက်ကိုအဖွားကြီးကစတိုက်လိုက်လာခဲ့ပြီးတော့သူမိုအဲကတော့လေးလာရဖင်ပေးခတ်အေးလုံးနေခဲ့ကရက်တောင်တစ်ဖက်ဖက်နဲ့လည်းကြည်နေခဲ့ပါ
ဖွားကြီးကနနာမီကိုမိလာတော့မှလည်းသူ့မို့အဲရတယ်ကြီးနေခဲ့ပါတခင်လေးသူ့မို့အဲရဲ့အမိုင်းမဲလေးနနာမီကိုကုညီပါလို့ပြောရင်ကုညီပေးမယ်လို့နနာမီကိုလည်းလှမ်းပြီးတော့စားနေခဲ့ပါမပြောချင်တဲ့နနာမီကအခွာကြီးသူ့ရဲ့ချက်တော့မိသွားခဲ့ရတဲ့သူ့မို့အဲကိုပါတခါရဲဆွဲချလိုက်ပြီးတော့လေတန်းမှာလည်းအနန္တပွင့်တဲ့အတူတူမိသားစုစာချုပ်ကိုလည်းကျုပ်ဆိုလိုက်ပါသူ့မို့အဲကဲပါလို့អော်လိုက်တဲ့နနာမီကြောင့်စာချုပ်ဆွမ်းကလည်းပြလာပြီးတော့မကဲချင်းနဲ့သူ့မို့အဲကလည်းကဲလိုက်ရပြီးတော့ပင်စာလေးကတော့ပျော်နေခဲ့ပါစိတ်တို့သွားခဲ့တဲ့သူ့မို့အဲကလည်းယူကိုင်းခွားကြီးကိုတင်းပေါ်ကနေဆင်းကားလိုက်ပြီးတော့ဒေါသတွေအကုန်လုံးပုံချပြီးတော့အတက်ကုံလဲချလိုက်ပါနနာမီကလည်းပျော်နေတဲ့ရုပ်ကြီးနဲ့သူ့မို့အဲရှင်ကျမကိုလာကဲနော်ဆိုတဲ့စကားတစ်ခုနဲ့တည်းမြေခွေးတစ်ကောင်လူတစ်ယောက်နဲ့မှင်စာနှကောင်ကလည်းလူပီယာနှကုန်းစီကိုလည်းအတူတူလဲပြန်ပြီးတော့တွားခဲ့ကြပါနောက်ရမှာတော့နနာမီကသူမှဖြစ်ခဲ့တာတွေအားလုံးကထူးဆန်းတဲ့အိမ်မလေးပဲဘာတွေမှလည်းမသိဘူးအချင်းပိုးတဲ့သူ့ကိုအဲဆိုတဲ့ကောင်လည်းလမ်းမိလိုက်တယ်ဆိုပြီးလဲပွားစီလဲလုံနေခဲ့ပါသူမရဲ့ရှိရမင်းစာလေးနှစ်ကောင်အမြင်နဲ့ခံမှာတော့မနေ့ကလိုမျိုးအင်အားချုံးပွားမနေတော့ဘဲနဲ့သူ့မို့အဲအကုန်လုံးလှလှပပလဲစီစဉ်ပေးတာလည်းဖြစ်ပါတိတ်ပဲကတော့နနာမီရဲ့အနမ်းကြောင့်မိသားစုပြစ်လာခဲ့တဲ့နဖျားကိုစောက်ချောက်ဖို့အတွက်သူ့မို့အဲစီမှာလည်းတာဝန်ရှိရလဲဖြစ်ပါသူ့ကိုအတင်းမိသားစုဝင်လောက်ခံထားတဲ့သူ့မို့အဲဒေါ်လာထွက်နေပေမဲ့လည်းနဖျားမှလည်းနနာမီကိုတော့မင်္ဂလာပါဆိုပြီးလဲနှုတ်ဆက်လိုက်ပါနနာမီအိပ်ပျော်နေတော့အခန်းထဲကိုလာကြည့်ပြီးတော့ပြင်ဆင်စရာရှိတာတွေအကုန်ပြင်ပေးထားကြောင်းနဲ့သူစိတ်မပါပေမဲ့လည်းမိသားစုဝင်ဖြစ်သွားခဲ့တာကြောင့်ဘယ်မိတ်ပဲဖြစ်လက်ခံတော့မှလို့လဲသူ့မို့အဲရတယ်ပြောလာပါဘလိုမျိုးပဲဟန်ဆောင်နေပါစေသူ့မို့အဲရဲ့ဒေါသတွေကပေါက်ကွဲတော့မဲ့အဆင့်တီလည်းရောက်ခဲ့ရပြီးတော့ကလေးကချင်းနနာမီကိုကာကွယ်ပြီးတော့စောက်ကြောရမယ်ဆိုတဲ့အတွေ့အကြုံညာအဲ့လိုလည်းမပြောဘူးလို့လည်းပြောပါသူ့မို့အဲရဲ့သခင်မတီထိုက်တန်ဖို့အတွက်ဆိုရင်နှပြားတွေရဲ့တကိုးဆွားအားကိုလည်းတုံးချဖို့လည်းလိုပါတကိုးဆွမ်းတော့ဖို့အလဲဆုံးနီးလန်းကတော့ဆူတောင်းတဲ့လူတွေရဲ့ဆန္ဒကိုလိုက်ပြီးတော့ဖြစ်စီရမှာဖြစ်ကြောင်းသူ့မို့အဲကလည်းတေချာလဲရှင်းပြနေခဲ့ပါနနာမီရဲ့နဖျားဆွမ်းကလည်းဘလောက်တောင်ရှိနေပြီလဲဆိုတာသိရဖို့တဲ့ရေပုံးလေးရေကိုစာကေးဖြစ်လဲပြောင်းခိုင်းကြည့်လိုက်ပါဆောင်းစာရုပ်ကိုတုံးပြီးတော့နနာမီကစာကေးဖြစ်ပြောင်းကြည့်ပေမဲ့ရိုးရည်ပဲဖြစ်နေခဲ့တဲ့အတွက်သူ့မို့အဲကလည်းစိတ်ရမ်းပြတ်ပြီးတော့ထွက်သွားဖို့လည်းလုပ်နေခဲ့ပါနောက်ရက်မှာတော့ TV ကြည့်လိုက်အစားတောက်ကောင်းလေးစားလိုက်စင်ကြားနေပေမဲ့အလုပ်တွေအားလုံးကိုပင်စာလေးတွေနဲ့သူ့မို့အဲကလည်းအပေမန်းကန်ပြီးတော့လုပ်နေရတာလည်းဖြစ်ပါအဲ့ဒီအချိန်မှာတော့ TV ထဲမှာနနာမီတို့ရဲ့အကြောင်းကိုနာမည်ကြီး poster ကူအာမကပြောလာခဲ့ဆိုတဲ့တင်ပြရတယ်ကြီးညာနေခဲ့ပါနနာမီကလည်းပေါ်စားလေးနဲ့တွေ့တငယ်ချင်းနဲ့မုတ်စားဖို့ဆိုပြီးကြောင်းအောင်သွားဖို့လုပ်နေခဲ့တဲ့အချိန်မှာသူ့မို့အဲကဘယ်သွားမှလဲဆိုပြီးတော့နနာမီကိုလည်းတက်ပြီးတော့ပြီးထားခဲ့ပါကူအာမဆိုတဲ့ပေါ်စာနာမည်လည်းရမ်းကြည့်ပြီးတော့စင်းဆိုတဲ့အခါမှာလည်းအနက်ရောင်တောင်ပန်တွေကိုလည်းဝတ်ဆင်လည်းရှိပါနနာမီကအရန်သွားချင်နေပေမဲ့မင်းရဲ့နှစ်ဖူးကအမတ်သားရှိနေတယ်ယူကိုင်းတွေကမင်းရဲ့နောက်ကိုလိုက်လာပြီးတော့ဖန်စားလိုက်နိုင်တယ်လို့လည်းရှင်းပြလိုက်ပါဒါဆိုလဲသူ့မို့အဲပဲလိုက်ခဲ့လေဖျားเจ้าမှာလည်းကိစ္စရရှိသေးတယ်မင်းနဲ့နဖျားတကိုးဆွားမင်းလာဖို့အတွက်စူးစမ်းအောင်စိတ်ကောက်ပြနေခဲ့နနာမီကြောင့်သူ့မို့အဲတယောက်ကလည်းចောင်းသွားဖို့အတွက်လည်းခွင့်ပြုပေးလိုက်ပါဒါပေမဲ့လည်းဒီတိုင်းသွားခိုင်းတာမျိုးမဟုတ်ပဲနဲ့နှစ်ဖူးကိုစောင်းတဲ့ဟာကိုပြီးမှသွားခိုင်းတာကြောင့်အခန်းထဲကကောင်တွေရဲ့စားနောက်ခြင်းကိုလည်းခံနေရပါတယ်နနာမီရဲ့ရုပ်ကရည်ရတာကြောင့်လိုင်းပေါ်သေးဖို့လုံနေခဲ့တဲ့အချိန်မှာခိုးဝေးနဲ့အတူတူငှက်တောင်ပံမဲရောင်နဲ့ပေါ့စတာကူအာမကလည်းဝင်လာခဲ့ပါတယ်ဆောမောပြီးတော့စိုးဆောင်မှုရှိတဲ့ကူအာမကြောင့်အခန်းထဲကမိန်းကလေးတွေယူကကုံရတဲ့အထဲမှာနနာမီကလည်းအပါဝင်လည်းဖြစ်ပါတယ်ဟေးခေါင်းစုံတဲ့ကောင်မလေးအဲ့ဒါ9ရက်နေရောက်ကဖယ်ရီဆိုပြီးတော့နနာမီကိုမောင်းထုတ်လိုက်တာကြောင့်ချက်စိမ့်နဲ့လည်းနနာမီကလည်းထွက်ပြေးလာရပါတွိုင်းလန်ထဲမှာဝိုင်းနေပြီးတော့ငိုနေခဲ့တဲ့နနာမီရဲ့စီကိုအတိုင်းညစ်ခံရမှာကိုစိတ်မချတဲ့သူ့မို့အဲ့ဒါလည်းရောက်လာခဲ့ပါဒီခေါင်းစုကြီးကြောင့်ချက်ခွဲခံရတယ်ကျမကိုတော့ရှင်းပြောလိုက်ပြီမလားကျမကိုစိတ်လဲမှုဘူးလားဆိုပြီးနနာမီကလည်းဝိုင်းနေဆွာလဲသူ့မို့အဲ့စီကနေထွက်လာခဲ့ပါခန်းထဲကိုပြန်သွားခဲ့တဲ့နနာမီကိုကူအမကစောင့်နေပြီးတော့ချစ်ဖို့ကောင်းလိုက်တာစောနာပြောမိတာစောကြီးအာဘွားဆိုပြီးတော့လဲတောင်းပန်လာခဲ့ပါလူတွေကအမြဲတမ်းသူ့ကိုကြည့်နေကြတဲ့အကြောင်းစိတ်တူပြီးတော့ပြောမိကြောင်ပြောတော့သိမစိုးပါဘူးကျမအရှင်းကိုငေးခဲ့မိတာနောက်ဆိုရင်တော့မငေးတော့ပါဘူးဆိုပြီးတော့နနာမီကလည်းခေါ်ပြေးလာခဲ့ပါအနားစရာနနာမီလေးကိုတော့သူ့မို့အဲတော့ကလည်းချောင်းကြည့်နေရင်းနဲ့နနာမီအခုလိုငိုနေရတာသူ့ကြောင့်ဆိုပြီးတော့အဖြစ်ရှိစိတ်လဲသူ့မို့အဲရတယ်ပြစ်သွားခဲ့ပါနလက်စာစားတဲ့အချိန်မှာတော့တန်းတဲ့လူပြက်ကနနာမီကိုလိုက်စားနေခဲ့တော့မှထမင်းတိုင်းပါမလာခဲ့တာကိုလည်းတိတိရသွားခဲ့ပါနနာမီကပမဝယ်စားဖို့အတွက်ပတ်စံချီကြောင်အိတ်ကက်တဲ့ကနေထုတ်ပြလိုက်တဲ့အခါမှာတော့3000တောင်မှလည်းရှိနေခဲ့ပါ3000ကြီးများတောင်မှနနာမီစီမတကယ်မရှိရမို့အော်နေတဲ့အချိန်မှာကူအမကပတ်စံ3000ပြောင်းနေကြောင်ကောင်မလေးကိုလည်းပြောလိုက်ပါတခိုးမအပြည့်ဆွဆွဲခံရတော့မယ့်ချိန်မှာပမုံဝယ်စားဖို့နနာမီကပတ်စံမရှိဘူးလို့ဆိုလို့ကူအမက3000ပေးလိုက်တာဆိုပြီးလည်းပြောပါတယ်။ဘာသိပင်နဲ့အခုလိုကူအမကပြောရလဲဆိုတာစဉ်းစားမရဖြစ်နေတဲ့အချိန်မှာတော့သူ့မို့အဲကလည်းလူတွေအများကြီးနဲ့အကောင်းဆုံးနေလက်စားကိုလည်းနနာမီတော့လည်းပြင်ဆင်လာခဲ့ပါတယ်။တခင်မလေးနနာမီကရနာတဘာဖြစ်တာကြောင့်သူ့ကိုရိုးသေးသေးမဆက်ဆံတဲ့လူတွေကိုခွင့်မလို့ဘူးလို့သူ့မို့အဲကလည်းကြီးညာလိုက်ပါတယ်။ဟဲ့ကောင်ကူအမမင်းပြောက်သွားတဲ့ငွေကစပွဲအောက်မှာကြားနေကြရတယ်။ဖြစ်နိုင်ဘူးငါနနာမီရဲ့အိတ်ကလေးကိုထည့်လိုက်တာလေ။နနာမီရတယ်တကဘာလုံးမှာသူ့ကိုကူးဆိုင်တဲ့တူဦးတဲ့တော့သူ့မို့အဲကြောင့်လည်းကြီးနူးသွားခဲ့ရပါတယ်။နောက်ရက်ကြောင်းသွားတဲ့အခါမှာတော့ကြောင်တွေကခေါင်းစုံနဲ့ထမင်းကြိုက်လေးတပူကိုသူ့မို့အဲရတယ်ထပ်ပြီးတော့လည်းထည့်ပေးလိုက်ပါနနာမီကခေါင်းစုံကိုမြူရှင်လာကြောင့်အနေရရှိရလို့ဒီပေးနေခဲ့သူ့မို့အဲရဲ့စကားကိုနားမထောင်ဘဲနဲ့လည်းထွက်ပြေးသွားခဲ့ပါနနာမီတောင်းရောက်တဲ့အခါမှာတော့ကောင်မလေးတွေကမနေရလာတဲ့သူ့မို့အဲရန်လျှောလာကြောင့်သူတို့နဲ့မိတ်ဆက်ပေးဖို့လည်းပြောလာပါခုအမကလည်းရောက်လာပြီးတော့ခေါင်းစုံမပါဘူးလားဒီနေ့လိုက်ပို့ပေးမယ်ဆိုပြီးကားပေါ်လည်းနနာမီကိုလည်းခေါ်နေခဲ့ပါနနာမီကလည်းတင်းသွားခဲ့တာကြောင့်နေကိုကြည့်မရလို့မလိုက်တာလို့ဆိုပြီးလည်းဘေးကိုညှိမိတာကြောင့်မင်းကလေးရဲ့ဒေါသနဲ့လည်းတွေ့သွားခဲ့ပါ
နနာမီတယောက်ခေါင်းဆုပ်လေးလည်းမစွတ်သွားဘူးသူ့နေတိုင်းစောင့်ကြည့်နေရတော့မှာပဲရင်တော့ဆိုရင်တော့ဒီလိုချိန်မျိုးဆိုရင်မိုက်ချက်ပဲလွှင့်ချင်လို့လွှင့်နေတာဆိုပြီးသူ့မအဲကလည်းအရင်တော့အကြောင်းနေစဉ်းစားရင်းနဲ့အိပ်ပျော်နေခဲ့ပါရဲ့ခေါမိုးထဲကိုနနာမီကိုလာခိုင်းထားတဲ့ကူယာမကမိန်းကလေးတွေဆိုရင်ငါ့အားလုံးကြိုက်ကြတယ်။မင်းကဘာလို့မုန်းနေတာလဲဆိုပြီးနနာမီကိုလည်းမေးလိုက်ပါရဲ့။နနာမီကဆန္ဒရှိမှဆိုရင်သူနဲ့ပါတဲလို့ရမယ်လို့ပြောနေကြတဲ့အကြောင်းနနာမီကလည်းဘုံယူနေရကောင်ပိုလို့တောင်မှစိတ်ပြက်ပြီးတော့လည်းထွက်လာခဲ့ပါရဲ့။နနာမီကနာမည်နဲ့ဖျားဆိုတာကူယာမကသိနေတာဖြစ်ပြီးတော့အပိုင်ရအောင်လည်းကြံစီနေရလဲဖြစ်ပါရဲ့။တောင်ပန်ရင်ထုတ်လိုက်ခဲ့တဲ့ကူယာမကိုနောက်ကနေသူ့မအဲကလည်းစောက်ကန်ချပြလိုက်ပါရဲ့။မင်းကများငါရဲ့နနာမီကိုမှမျက်စိကျရတယ်ပေါ့။တကယ်ကတော့ကူယာမတောင်ကကြီးကဲပြတဲ့တန်းကူကဂျပန်တနာအီလာနဲ့ဖျားမျိုးနယ်ကစင်တက်လာခဲ့တဲ့ယူကိုင်းလည်းဖြစ်ပါရဲ့။သူ့ရဲ့တောင်တီသွားခဲ့တဲ့ကူယာမကလည်းလေတင်သားတိုင်းခွန်းနဲ့လည်းသူ့မအဲကိုလည်းတိုက်ခိုက်ပြလိုက်ပါရဲ့။နာမည်နံပါတ်ဖြစ်သွားရင်သူ့မအဲကိုလက်အောက်မှာထားမယ်။နနာမီရဲ့လုံးသားကိုထုတ်ပြီးတော့စားမှလို့တန်းကူကလည်းကြွေးကြော်နေခဲ့ပါရဲ့။လင်းမြန်တက်လာတဲ့မြေကွေးလေးသူ့မအဲကတန်းကူရဲ့နောက်ကိုလေးရက်ချိန်နဲ့ရောက်သားခဲ့ပြီးတော့နှက်စင်တွင်လည်းပြောင်းပြလိုက်ပါရဲ့။နှက်စင်ပြနေခဲ့တန်းကူကိုတက်ပြီးတော့နနာမီကိုကျွေးမယ်ဆိုရဲသူ့မအဲစကားကြောင့်တန်းကူကတော့ဟာအရှိနေမကောင်းတော့ဘူးပြေးပြီးဆိုပြီးလည်းပြေးကြအောင်လည်းပြေးခဲ့ရပါရဲ့။နှက်စင်ရဲ့နောက်ကိုတော့သူ့မအဲမြေကွေးမိကတောင်းကန်းထိလည်းလိုက်နေကြအကြောင်းဝုံသုံးကားကြီးလည်းတောင်းမှလည်းဖြစ်ကုန်ကြပါရဲ့။နှက်စင်ရဲ့လည်းဘေးအောင်ဆွဲကြိုးကိုကြည့်လိုက်ပြီးတော့သူ့မအဲလက်ချက်ဆိုတာနနာမီကလည်းတီးသွားခဲ့အကြောင်းသူ့မအဲကိုလည်းရန်ချနေခဲ့ပါရဲ့။အဲ့ဒီကောင်လူမမဟုတ်တာကြီးကန်းဆိုပြီးတော့ရှင်းပြလိုက်တာကြောင့်ချုံမောတဲ့နတာလို့ထင်ထားခဲ့နနာမီကလည်းနှက်စင်ရဲ့လည်းဘေးကိုလည်းထပ်ပြီးတော့လည်းညှစ်ခဲ့ပါရဲ့။နနာမီကကူအောင်မပုံစံပြန်ပြောင်းပေးဖို့အတွက်သူ့မအဲကိုမိတ်ပေးလိုက်တာကြောင့်မျက်ရည်လေးတဝဲလဲလဲနဲ့ကူအောင်မဖြစ်လည်းပြန်ပြီးတော့လည်းပြောင်းပေးလိုက်ပါရဲ့။မျက်နှာမှာတရားရနေခဲ့တဲ့ကူအောင်မရဲ့မျက်နှာကိုစိတ်တက်ပေးလိုက်တဲ့နနာမီကြောင့်ကူအောင်မကလည်းနနာမီကိုလည်းတေချာတဲ့စူးစိုက်စွာလည်းကြည့်နေခဲ့ပါရဲ့။သူ့ကိုကူမဆိုင်ပဲနဲ့ကူအောင်မပဲကူဆိုင်နေခဲ့တာကြောင့်သူ့မအဲကလည်းတုံနေခဲ့ပါရဲ့။သူ့ရင်ပေါ်ကနေမိကကဲကလည်းနှဖျားကောင်းကောင်းလုံးနေတာပဲနနာမီဆိုပြီးရီရွနေလည်းပျောက်ကွယ်သွားခဲ့ပါရဲ့။